အမတက်ရက်ကိုလှုပ်နေရလားပါဘူးသစင်နာထောင်နေတာကျွန်တော် gym ဆောင်းရင်ကောင်းမလားစဉ်းစားနေရမှာမနေ့ကဆုံးပြီမြာအေးပြီးတော့အေးမနေ့ကတော့အပ်မယ် The next day ဒီနေ့ကတော့ဟေးနေ့ကျေးဇူးတင်ငါကတော့ဂျင်ရောက်လာခဲ့ဒီလိုပဲဖြစ်နေရဟဲ့နင်တို့ဒီဥစ္စာရလိုက်ညောင်းလိုက်တာဒါမှမဆော့ကျင်တော့ဟိုကတော့ဆော့မှာဆော့မှာအေးဟုတ်တယ်ခါမမှတ်ထားမယ်နော်ခါမမှတ်ထားမယ်ဟောလေလာပါဦးမင်းလာငါတော့ပြီလားအမနည်းနည်းပဲရှိသေးတယ်ဆက်ပြေးပါဦးတော့နည်းနည်းပဲရှိပါသေးရဲ့တော့ပြီငါဒီလောက်ပဲတော့ပြီဟာမလဲမောင်းလိုက်တာဟဲ့တော့ပြီဒီနေ့တော့ဒီလောက်ပဲမောင်းလဲနောက်နေ့မှဆက်ဆော့ကြအောင်နော်နောက်နေ့ဆိုဒီနေ့နှစ်ဆနော်အေးပါဟဲ့ဟုတ်ပါပြီတော့မယ်ဒီနေ့တော့ပြန်မယ်ဒီနေ့တော့သွားမယ်အေး The next day နောက်နေ့မှလဲမော်နီမာရောက်လာပြီလားအမကျွန်တော်ဗျာအကြံတစ်ခုခေါင်းထဲကထွက်လာတယ်ဂျင်ဆော့နေရတဲ့9ရက်လောက်ရှိပြီဆိုတော့ကျွန်တော်ကိုယ့်ကိုစူးချတင်တယ်လို့မထင်ဘူးလားကျွန်တော်တစ်ခုသွားစားကြမယ်လေစုပြီးတော့အဲ့ဆိုရင်နေ့လေထမင်းစားရင်သွားစားမယ်လေသွားမယ်ဗျာ Okay Few moments later Another one